皆さん、こんにちは。ဒီနေ့က N1 ပေါ့နော် N1 မိမိခါရ OBL ဆိုတဲ့ဒီ grammar ပေါ့နော်ဒီစာအုပ်လေးတွေကနေပြီးတော့ဘွန်းပိုးတွေကိုအတူတူလေ့လာကြည့်ကြမယ်ပေါ့နော်ဒီစာအုပ်က N1 ပေါ့နော် grammar ကိုလေ့လာခြင်းတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်အရင်ဦးဆုံး Unit 1အရင်ဆုံးအနေနဲ့ Unit 1ကိုလေ့လာကြည့်မယ်နော် Unit 1ကဘာပါလဲဆိုတော့သူက Unit 1မှာဆိုရင် grammar pattern က73မျိုးပါတယ်ပေါ့နော်အဲ့73မျိုးတွေကမှဒီနေ့ကဗီဒီယိုကလည်းတအားရှိလို့ရှိရင်လည်းမကောင်းပေါ့နော်ဗီဒီယိုတအားရှိလို့ရှိရင်လည်းနားထောင်တဲ့အဲ့လိုမျိုးလူတွေကပေါ့နော်အိတ်ငိုက်တယ်ပေါ့ကိုတိုင်းလည်းအဲ့လိုပဲအဲ့ဒါကြောင့်7မိနစ်လောက်နဲ့ဒီ grammar ဘယ်နှခုရမလဲမသိဘူးပေါ့နော်ဒီဗီဒီယိုလေးမှာ grammar ကို N1 grammar ကိုလေ့လာအောင်မယ်ပေါ့နော်ဒါဆိုရင် Unit 1မှာကအရင်ဆုံးအနေနဲ့နာနီနာနီရအီနာရနာနီနာနီရဆိုတဲ့ grammar လေးကိုလေ့လာမယ်ပေါ့နော်နာနီနာနီရအီနာရဆိုတာကသူ့ရဲ့အမိပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကနာနီနာနီစုတုတော်စုခုလောက်လိုက်တာနဲ့ချက်ချင်းပေါ့နော်တခုခုဖြစ်သွားတာနဲ့ချက်ချင်းနော်တခုခုဘာဖြစ်မလဲဖြစ်သွားတာနဲ့မကြီးတော့မလားဖြစ်သွားတာနဲ့ဘာဖြစ်မလဲချက်ချင်းဆိုတဲ့အနောက်ကတခုခုဆက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုရင်一番ဒီမှာသူရှိမှာကဒီရှောကဲဆိုတဲ့ဒီ dictionary form လေးပေါ့နော်လိုက်တယ်ပေါ့နော်一番ဆိုတာကခုရာခုနာတို့ရအင်နာရအိုးစုပူနော်အမေကဖူဒီဟာချင်းမဲ့တာကောင်းငင်ကြီးကခုရာခုနာတို့ရအင်နာရမဲလာတာနဲ့ဒီမှာဆိုရင်ရအင်နာရကိုဘယ်လိုဘာသာပြန်မလဲဆိုတော့မဲလာတာနဲ့ချက်ချင်းပေါ့အိုးစုပူနော်အမေကဖူဒီဟာချင်းမဲ့တာမိုးဆက်မိုးပေါအကြီးကြီးကမိုးဆက်မိုးပေါအကြီးကစတင်ပြီးတော့ရွာလာခဲ့တယ်ပေါ့နော်သူတို့နှစ်ခုရဲ့ကြားထဲမှာကောင်းငင်ကြီးမဲလာတာနဲ့မိုးရွာလာတာနဲ့ကြားထဲမှာအချိန်ကွာခြားချက်ကအရန်နေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ဒီဝါကြလေးပြောထားပေါ့အဲ့ဒါဆိုရင်နိဗ္ဗာန်ကစန်စေကကျော်ရှိစုနေဟာအီလူယာအီနာယာကကစေတာချီဝါအိုရှာဘဲရီအိုရှာမေတာဆရာကအခန်းထဲကိုဝင်လာတာနဲ့ချက်ချင်းနဲ့ចောင်းသားတွေကစကားပြောနေတာကိုရက်လိုက်ကြတယ်ပေါ့နော်အဲ့ဒါဆိုဆရာဝင်လာတယ်ချက်ချင်းပဲចောင်းသားတွေကစကားပြောတာပေါ့နော်ရက်လိုက်တယ်အချိန်ကွာခြားချက်ကနဲတယ်ပေါ့နော်ဝင်လာတာနဲ့ចောင်းသားတွေစကားပြောတာရက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့ရဲ့ရှေ့မှာ grammar ကနိုင်နာနီရအီနာယာရဲ့ရှေ့မှာကဟာအီဒူဆိုတဲ့ဒီ short ကဲပေါ့ဒီမှာဆိုလို့ရှိရင်နာရုဆိုတဲ့ဒီ short ကဲကိုသုံးထားရပေါ့နော်နောက်တစ်ခုကစမ်ပန်ကခါဆိုင်ဟတ်စီနော်ဘဲဒူကနာရူရရှောပိုရှိတာချီဝါဟေယာအိုတိုဘီဒါစတာမီးလောင်မှုဖြစ်ပွားတဲ့ဘဲဒူဆိုတာကဒီဘဲကပေါ့နော်မီးလာတာနဲ့ချက်ချင်းမိသက်သမားတွေကဟေယာအိုးတဲ့တိုဘီဒါစတာအခန်းထဲကနေပြီးခုန်ထွက်လိုက်ကြတယ်မိသက်သမားတွေဆိုမီးငိမ့်ဖို့အတွက်ပေါ့နော်သူတို့အခန်းထဲကနေပြီးပေါ့နော်ထွက်လိုက်ကြတယ်ဆိုတော့ဖြစ်ပွားတဲ့ဘဲတန်ကြားတာနဲ့ချက်ချင်းအခန်းထဲကနေပြီးတော့ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့အချိန်ကွာခြားချက်အရန်နေတယ်ပေါ့နော်ရုံးမှန်ကဒေပါတူကခိုင်တန်စုရရအီနာယမတ်တေအီတာခါခုတာချီဝဘာကန်ခိုင်ဂျော်နီစတိုစတာဒေပါတူကကုံတိုင်းဖွင့်တာနဲ့ချက်ချင်းပေါ့နော်စောင့်နေတဲ့ဧည့်သည်တွေကရှော့သေးခမ်းမာတဲ့ကိုစတိုစတာဆိုတာကြအလူရဲ့အပြေးလွှားဝင်ကြတယ်ပေါ့နော်အဲ့လိုမျိုးဒီ grammar မှာကကြတော့ဗာလဲဆိုတော့အရှိကတခုခုဖြစ်ပြတာနဲ့အနောက်ကတခုခုကဆက်ဖြစ်သွားတယ်ပေါ့နော်အရှိကတခုဖြစ်တာနဲ့နောက်ကတခုခုကဆက်ဖြစ်သွားတယ် grammar ကကြတော့သူ့ရဲ့မြန်မာလူစီလောင်ဘာသာပြန်ရမယ်ဆိုရင်ချက်ချင်းပေါ့နော်ဥမာကောင်းကင်မဲလာတာနဲ့ချက်ချင်းမိုးရွာချတယ်ဆရာဝင်လာတာနဲ့ချက်ချင်းចောင်းသားတွေကစကားပြောတာရက်သွားတယ်ဆိုတဲ့အဲ့လိုပုံစံမျိုးလေးနဲ့တုံးတာပေါ့နော်ဒါဆိုရင်နောက်ထပ် grammar ကနာနီနာနီစုရက N3 မှာတော့စာအဲနဲ့တင်ခဲ့ရတယ်ပေါ့နော် N3 မှာတော့စာအဲနဲ့တင်ခဲ့ရတယ်သူ့ကိုဘယ်လိုမှတ်ခဲ့လဲဆိုတော့သူကအထင်သေးတဲ့ grammar ဆိုပြီးတော့မှတ်ခဲ့တယ်ပေါ့နော်ဒီ N1 မှာကနာနီနာနီစုရဆိုပြီးတော့ပေါ့စာအရေးသားဆန်တယ်ပေါ့နော်သူကစာအရေးသားဆန်တယ်သူ့ကိုနေ့စဉ်စကားပြောတွေမှာတိတ်ပြီးတော့မတုံဘူးပေါ့နော်
သူကကြောင့်ဝိထုတို့စောင်းပါတို့အဲ့လိုနေရာမျိုးတွေမှာတွေ့ရတယ်ပေါ့နော်သူကကြောင့်ရိုးရိုးရှင်းရှင်းလေးပဲသူ့ရှိမှနှောင်းမဲလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာဝါကြတွေကိုကြည့်ကြည့်မယ်အချိပံက忙しくて食事を取る時間すらないပေါ့နော်အလုံးများလုံးအာကြည့်လို့ထမင်းစားဖို့အချိန်တောင်မှမရှိဘူးပေါ့နော်အလုံးများလုံးလို့ထမင်းစားဖို့အချိန်တောင်မှမရှိဘူးစူတာဂရမ်မာသူ့ရှိမှာကနောင်းလိုက်တယ်ပေါ့နော်အချိန်တောင်မှမရှိဘူးပေါ့နော်အလုံးများလုံးထမင်းစားဖို့အချိန်တောင်မှမရှိဘူးအဲ့ဒါဆိုရင်နိဗ္ဗာန်ကသောနာခန္တနာခုတို့ခိုတို့မို့တဲ့စူတာဒဲခိတို့ဒီလောက်လွယ်တဲ့ဟာကလေးတောင်မှပဲလုံနိုင်တယ်ဒီမှာဆိုရင်စူရာကဂရမ်မာသူရှိမှာခိုတို့မို့ဆိုတဲ့နောင်းဆိုတဲ့ခလေးပေါ့နော်ဒါဆိုရင်ဒီတိုင်းမှာပါတီကယ်ရှိရပေါ့နော်ပါတီကယ်ကိုဒီကြားထဲမှာပါတီကယ်မရေးမထည့်ပဲနဲ့ခိုတို့မို့ဆိုတဲ့ခိတူဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့လေးလေးနက်နက်နဲ့ပြောချင်လို့ဒီမှာဒဲထည့်ထားပေါ့နော်ဘာဖြစ်လို့ဒဲထည့်လဲခလေးကပြုတ်မှုခလေးကကြတော့ပြုတ်မှုလှုပ်ဆောင်သူဖြစ်လို့ပေါ့နော်အဓိက subject ဖြစ်လို့သူ့ကိုပါတီကယ်ဒဲထည့်ထားတာအဲ့ဒါဆိုရင်ကောဘန်ကိုဆက်သွားကြည့်အောင်ပေါ့နော်ကောဘန်ကိုကြော်ပြီးတော့ကြည့်ကြည့်မယ်ကောဘန်မှာကခါနိုကျော်ဝါတဲ့အိုယာနီဆိုတာဟီတိုကိုတိုမိုယူဝါဆူနီအေအိုဒေတာဆိုတာကောင်မလေးကမိဘတွေကိုတခုံအောင်မှမပြောဘဲနဲ့အိမ်ကထွက်သွားခဲ့တယ်လို့ကြားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကဆိုလို့ရှိရင်ခါနိုကျော်ဝါကဒီမှာခါနိုကျော်က main subject ဖြစ်ပြီးတော့အိုယာနီတခုခုကိုမိဘတွေစီကိုပေါ့နော်ဒီမှာနောင်ကကြတော့အိုရ grammar pattern ကစုရပေါ့နော်သူတို့နှစ်ခုရဲ့ကြားထဲမှာနှိထည့်ထားတယ်ပေါ့နော်ဒါတို့သိမှာပေါ့တော့လက်စုံတစ်ယောက်ကိုတစ်ခုခုကိုဆိုလို့ရှိရင်လည်း particle နှိကိုတုံးတယ်ပေါ့နော်ဒီလိုပုံစံနဲ့ဒီနံပါတ်1နဲ့5လိုမျိုးနောင်နဲ့စုရနဲ့ကြားထဲမှာ particle ကိုထည့်တာမျိုးကြီးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေလည်းရှိပါတယ်အဲ့ဆိုရင်စမ်းပန်ဘာလဲရှိခမ်းမိုင်နီဝါဂျူဖွန်နော်ကျူကဲချီကန်ဆူရာအိုရှင်တဲ့ဘန်ကျော်စတာမိုနိုတာဆာမူရမစခင်7မိနစ်4ကိုတောင်မှကျူကဲပေါ့နော်7မိနစ်4ကိုတောင်မှတဲ့နှမျိုးတသားဖြစ်ပြီးတော့စာလေးလာခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ရှိတာမိုနိုတာဆို grammar ကိုတုံးတာသူကဒီနေရာမှာဆိုရင်သူ့ရဲ့ဒီအရင်တုန်းကပေါ့နော်သူ့ရဲ့ဒီမှာဆိုလို့ရှိရင် तू ကအရင်တော့ तू စာလေးလာခဲ့ तू ဘယ်လိုတော့စာလေးလာခဲ့လဲဆိုတာကိုအော်တကြီးနဲ့ तू ကပြောခဲ့တဲ့ပုံစံမျိုးလေးပေါ့နော်အော်တကြီးနဲ့ပြောခဲ့တဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးလဲသုံးလို့ရပါတယ်ပေါ့အဲ့ဒါဆိုရင်ယွန်ဘန်ကခိုရှိကအီတာကုတဲ့အိုကီအာဂါရူခုတိုဆူရာမူစုကရှိခတ်တာခါနာလွန်လို့မတက်ရဖို့တောင်မှပဲခက်ခဲခဲ့တယ်ပေါ့နော်ခါနာလုံးလုံးမတက်ရဖို့တော့မှပဲခက်ခဲခဲ့ဒါစူရာဆိုတဲ့ grammar သူ့ရဲ့အရှိမအာဂါရုခုတိုဆိုတဲ့ noun ပေါ့နော်ဒီမှာဆိုတဲ့စူရာဆိုတဲ့ grammar သူ့ရှိမဂျီကန်ဆိုတဲ့ noun လိုက်တယ်ပေါ့နော်သူကဒီမှာဆိုရင်ယွန်းပန်ကဘာလဲဆိုတော့သူကလေမကောင်းတဲ့နေရာပေါ့နော်မကောင်းတဲ့နေရာမှာလဲတုံးတယ်နော်ခါနာတယ်ဆိုတာကြောင့်မကောင်းတော့သူပြောချင်တဲ့အခါမှာလဲတုံးတယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒါကစူရာရဲ့ပုံစံပေါ့နော်အဲ့ဒါဆိုရင်ဘာခို့ဆိုကိုဆက်သွားကြည့်ကြမယ်ပေါ့နော်ဘာခို့ဆိုတာနာနီဘာခို့ဆိုအရှိမဘာဖောင်လေးနဲ့လိုက်တယ်ပေါ့နော်အရှိမဘာဖောင်လေးနဲ့လိုက်တယ်သူ့ရဲ့အိမီယာဓာခါတာခို့ဆိုဒါကြောင့်မို့လို့ကိုဆိုတဲ့အဓိပ္ပာယ်တခြားအကြောင်းရင်းမဟုတ်ဘူးဒါကြောင့်မို့လို့အဲ့လိုမျိုးအဲ့ဒါဆိုရင်အရင်ဆုံးအနေနဲ့ဟိုဟာကိုသွားကြည့်မယ်ပေါ့နော်ဝါကြတွေကိုသွားဖတ်ကြည့်မယ်ဝါကြကအချိပန်ကြတော့အိုယာဝခိုရိုမိုနိုတမဲအိုမိုဝဲဘာခိုဆိုခိပိရှိခုရှိကာရုနော်တာမိဘကကလေးအတွက်စဉ်းစားပေးလို့မှအိုမိုဝါစဉ်းစားတယ်ပေါ့နော်အိုမိုအဲဘာအိုမိုဝဲဘာခိုဆိုလို့သူကဘာဖောင်ပြောင်းပြီးတော့ဘာခိုဆိုကိုဒီမှာလာဆက်ထားတာပေါ့နော်ဘာခိုဆိုကိုပြောင်းပြီးတော့ပြောထားဒါဆိုရင်လို့ရှိရင်လည်းဘာခိုဆိုကိုမြင်တာနဲ့ဓာခါတာခိုဆိုဒါကြောင့်မို့လို့ကိုဟိုကတော့လီယူတဲဝါနိုင်အခြားအကြောင်းအရာမဟုတ်ဘူးဒီအကြောင်းအရာမို့လို့ပေါ့နော်မိဘကကလေးအတွက်စဉ်းစားပေးလို့ဒါလေဒီမှာတင်းကြပ်နဲ့စူရတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးပြောတာဒီမှာဆိုရင်အိုမဝဲဘာ verb လာလို့ရှိရင်ဘာဖောင်ကိုပြောင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာလည်း
ဒီမှာလည်းဒီဝါကြတဲ့ဟာတွေပေါ့နော်ပြောချင်တာပဲပေါ့နော်ဆောင်ပြောင်းတာလေအဲ့ဒါဆိုရင်နိဗ္ဗာန်ကိုဆက်သွားကြည့်မယ်နိဗ္ဗာန်ခေါနာကုတ္တမတဲ့ဟာနာစုနောဝအနာတာအိုရှင်ယောရှိတဲ့ဣရေဘာခုဆိုတဲ့ဒီလောက်အထိပြောနေရတာကမင်းကိုရှင်ယောရှိတဲ့ဣရေဘာခုဆိုတဲ့ယုံကြည်လို့ပဲဖြစ်ပါတယ်ရှင်ယောရှိတဲ့ဣရုကိုဒီညမှာဣရေဘာခုဆိုတဲ့ပေါ့နော်ဒီလောက်ကြီးထီတောင်ပြောနေရတာကမင်းကိုယုံကြည်လို့ပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်စမ်းပန်ဒီမှာဆိုရင်ဣရုဆိုတာပေါ့ဣရေဘာနဲ့ပြောင်းထားတယ်ပေါ့ဣရေဘာခုဆိုတဲ့နဲ့ပြောင်းထားတယ်စမ်းပန်ကရှောစစ်ဆိုအိုခခုခုတုကတနုရှိခဲတဲ့ဘာခုဆိုယွန်ကျူနံမို့ခခိစစုခဲတက်ခိတနိုဒက်ဝိထုရေးရတာကိုဝိထုရေးရတာကိုပျော်မွေ့လုံးလို့တာပေါ့နော်ဒီအကြောင်းရင်းတစ်ခုလေတခြားအကြောင်းရင်းကြောင့်မဟုတ်ဘူးဆက်ရလို့ဘာလို့မဟုတ်ဖ ೇನೆ ဝိထုရေးရတာကိုပျော်လုံးလို့တာနှစ်40လုံးဆက်ရေးခဲ့လာတာပဲဖြစ်ပါတယ်ပေါ့နော်ဒီမှာလဲ notus ပဲဒီမှာလဲ nota ပဲเนาะအကြောင်းအရင်းတွေပေါ့နော်ဝိထုရေးရတာကိုပျော်လုံးလို့တာနှစ်40လောက်ဆက်ပြီးတော့ရင်းနေကြတာဖြစ်ပါတယ်ပေါ့နော်ဒီမှာလဲဤခေယောရှိကိုဘာနဲ့တုံထားလဲဆိုခဲလဲပါကိုပြောင်းထားတယ်ဒီမှာပေါ့နော်ဒီမှာဤခေယောရှိကိုခဲလဲပါပြောင်းတာဒါက तू ကဒီဟာတွေကိုပေါ့နော်ပြောချင်တာပဲပေါ့နော်အဲ့ဒါဆိုရင်ယွန်းပန်ကရှုဖူကီယောတူရှိကောတူနော်လျော်ဒီဆိုဝတိုင်းဟန်တာကရှုဖူဒဲအားတယ်ပါခုဆိုဒဲခိတုရှိကောတူမိုအရုနော်ဒဲဝနိုင်ကာတူအမိုးပေါ့နော်ရှုဖူပြောဆိုတာအိမ်အောင်ရှင်မအလုံးနဲ့ရှိကောတူဆိုတာကသူ့ရဲ့ဒီအလုံးပေါ့နော်အပြင်အလုံးနဲ့တဲ့အပြင်အလုံးရဲ့တဲ့လျော်ဒီဆိုတာကကြတော့ဒီဟန်ချက်ကပေါ့နော်ဒီဟန်ချက်မှုပဲနဲ့ဒီဟိုမှာပေါ့နှစ်ခုလောက်ရတာကတဲ့ပင်ပန်းပေမဲ့လေတဲ့ရှုဖူးဆိုတဲ့ဒီဟိုအိမ်အောင်ရှင်မှာဖြစ်လို့ကိုတဲအားတယ်ပါပေါ့နော်သူကနောင်ဆိုလို့ရှင်တဲအားတယ်ပါဒါအိမ်အောင်ရှင်မှာဖြစ်လို့ကိုလုံနိုင်တဲ့အလုပ်ပဲလို့သူထင်တယ်ပေါ့နော်ဒါအိမ်အောင်ရှင်မှာဖြစ်လို့ကိုလုံနိုင်တဲ့အလုပ်လို့ပဲသူထင်တယ်ပေါ့နော်အာရုနော်တဲဝါနိုင်ကတူအမိုးဆိုတာကဓာတ်တူအမိုးနဲ့အတူတူပဲပေါ့နော်အဲ့ဒါဆိုရင်ဒီမှာလည်းပဲနောင်ဆိုလို့ရှိရင်ဒဲအားတယ်ပါနဲ့တုံးထားတာပေါ့နော်အဲ့လိုမျိုးဒီမှာကသူကကြတော့ဣခေယောရှိဆိုလို့ရှိရင်ခဲလဲပါခုဆိုကိုပြောင်းမယ်နောက်တစ်ခုကကြတော့ဟိုပါကို verb ဆိုလို့ရှိရင်ကြတော့ဘာဖောင်ကိုပြောင်းမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဘာဖောင်ပြောင်းမယ်နောင်ဆိုရင်ကြတော့ဒဲအားတယ်ပါပြောင်းမယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့ဒါဆိုဒီမှာ star ပြထားတဲ့ဟာလေးကဝတာရှိကရှိကောတူနီဥချီခိုမေတာနောဝခါဆုခုနောရီကိုင်းကအတားတဲ့ပါခုဆိုတဲ့ကျွန်တော်ကဒီလိုမျိုးအလုံးမှာပေါ့နော်ဥချီကိုမေတာဆိုတာကြတော့နှိမ့်မြုပ်ထားရတာကမိသားစုရဲ့ယုံကြည်မှုရှိလို့ဒါပဲဖြစ်ပါတယ်ဒီမှာဆိုရှင်အတ္တလည်းပါဆိုအတ္တလည်းပါဒဲအလည်းပါမလို့အတ္တလည်းပါအကိုအတ္တပါမှုပဲနဲ့အတ္တလည်းပါခုဆိုတာကသူကလေဖူတူဤဆိုတဲ့လေရှေးတုန်းကအတုံးအနှုံးတွေပေါ့နော်အဲ့လိုမျိုးသိထားရင်ရပြီပေါ့နော်အဲ့ဒါဆိုရင်အခု grammar 3ခုပေါ့နော်ဒီ3ခုနဲ့ဒီဗီဒီယိုလေးကိုတစ်ဖြတ်နားလိုက်မယ်